Christmas နာနေပြီဆိုတော့ main customer လေးတွေအတွက်မင်းက Christmas topping လေးတွေဝယ်ထားပါတယ်ရှင်ဒီလိုမျိုး Christmas topping လေးတွေဟာမင်းစီမှာဒီဇိုင်းတစ်မျိုးကို10ခုစီကနေစပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်မင်းစီမှာ Christmas topping လေးတွေက mini size ရဲ့မင်းတို့ပုံမှန်3လကြာပုံမှန် size ကလေးပေါ့နော်2 size ရှိပါတယ် mini size ကလေးမှာဆိုရင်ဒီဇိုင်း2မျိုးဝင်ထားပါတယ်ရှင်ပုံမှန် topping လေးဆိုလို့ရှိရင်ဒီလိုမျိုးပုံမှန်အနောက်ပေါ့နော်မင်းတို့မတ်တိုက်ပေါ်ပုံစံပုံမှန်အတိုင်းထွက်နေကြမတ်တိုက်လေးရဲ့ပြီးွားရင်အကြည်ရောင်လေးရဲ့မင်းစီမှာဒီဇိုင်း2မျိုးအနေနဲ့ဝင်ထားပါတယ်မင်းရဲ့ page လေးမှာလည်းမင်းရနိုင်တဲ့ topping လေးတွေကလစ်ကလေးတွေကိုအမြဲတမ်းတင်ပေးပါတယ်ရှင်ကလေးလုံနည်းလေးတွေသိချင်တဲ့ customer လေးတွေအတွက်လည်းမင်းကလေးလုံနည်းဗီဒီယိုလေးတွေကိုမင်းအားတိုင်းပေါ့နော်အဆင်ပြေတဲ့အခါတိုင်းဗီဒီယိုလေးတွေရိုက်ပြီးတော့တင်သွားပေးပါတယ်မင်းစီမှာဒီလိုမျိုးအောက်ခံကလေးတွေရဲ့ကလေးကုံချမ်းအစုံလေးပေါ့နော်တခြားတော့ကလစ်ဒီဇိုင်းလေးတွေပြီးရင်တခြား topping ဒီဇိုင်းလေးတွေလည်းတစ်မျိုးကို10ခုစီကနေစာပြီးဝယ်ယူလို့ရ